Hello ဂျီတိုင်းကိုဖုံမှုဂျီတိုင်းကိုဖုံမှုဆိုတာဘာပြောရလဲဆိုတော့ကိုယ့်ရဲ့ဒီအမှတ်မတင်ပြုလုပ်လိုက်တဲ့အပြုမှုတစ်ခုအမှတ်မတင်ပြောလိုက်တဲ့စကားတစ်ခုကြောင့်ဘောနော်တစ်ဖက်လူကိုစိတ်နှောက်ယှက်ပြသွားစေရမျိုးတစ်ဖက်လူနဲ့ကိုယ့်ရဲ့ဂျာကဒီဘောနော်ဒီ relationship communication တစ်ခုအဆင်မပြေဖြစ်သွားတာမျိုးကိုပြောတာပေါ့နော်တစ်ဖက်လူမကြိုက်တဲ့ဒီစကားတစ်လုံးပဲဖြစ်ဖြစ်ပေါ့နော်တစ်ခါလူမကြိုက်တဲ့ topic တစ်ခုပဲဖြစ်ဖြစ်အဲ့ဒါကိုအမှတ်မတင်သတိမထားဘဲနဲ့ပြောလိုက်မိတဲ့အခါမျိုးတွေမှာဆိုရင်ဂျီတိုင်းကိုဖုန်းတယ်ရှိမှတာဆိုပြီးအဲ့လိုမျိုးပြောတယ်ပေါ့နော်ဥပမာဆိုရင်ဒီပေါ့နော်ဒီအစည်းအဝေးအရေးကြီးတဲ့အစည်းအဝေးတွေမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်းပေါ့နော်ဒီအရေးကြီးတဲ့ customer တွေနဲ့တွေ့တဲ့အခါမျိုးတွေမှာဖြစ်ဖြစ်အဲ့လိုအချိန်မှာဒီတစ်ဖက်လူနဲ့ကိုယ်နဲ့ကြားထဲမှာပေါ့နော်ဒီစိတ်မသက်မသာဖြစ်စေမဲ့အကြောင်းအရာတစ်ခုကိုမထင်မှတ်ထားဘဲနဲ့ပေါ့နော်ရုတ်တရက်ပေါ့နော်ဒီသတိလွတ်လွတ်ပြီးတော့ပြောလိုက်မိတဲ့အခါမျိုးတွေမှာဆိုရင်ရပါဂျီတိုင်းကိုဖုန်းတယ်ရှိမှတာဆိုပြီးအဲ့လိုမျိုးပြောတယ်ပေါ့နော်ဒုက္ခပဲငါတော့ပေါ့နော်ဒီသူတို့မကြိုက်တဲ့စကားကိုပြောမိသွားပြီပေါ့ဆိုပြီးတော့အဲ့လိုမျိုးပြောတာပေါ့နော်ဂျီတိုင်းကိုဖုန်းမှုဆိုတာကကြတော့ဒီတမင်တက်တက်လောက်တာတော့မဟုတ်ဘူးဒါပေမဲ့ဒီအမှတ်မထင်ပေါ့နော်ဒီသတိမထားမိပဲလုံလိုက်မိရဲ့အတွက်ကြောင့်မလို့ဒီတစ်ဖက်လူနဲ့ကိုယ်နဲ့ကြားရပေါ့နော်ဒီ communication ဒီ relation တစ်ခုကနည်းနည်းအဆင်ပြေဖြစ်သွားတယ်ဒီကိုလက်ရှိရှိနေတဲ့ဒီပတ်ဝန်းကျင်တစ်ခုပေါ့နော်အနေအထားတစ်ခုကိုစိတ်မသက်မသာဖြစ်သွားစေတဲ့အပြုတ်မှုမျိုးပြောတာပေါ့နော်အဲ့ဒါမျိုးကိုဂျီတိုင်းကိုဖုံမှုဆိုပြီးတော့ပြောတယ်ပေါ့နော်